ဟုတ်ဒီနေ့ကတော့ပထမဆုံးဗီဒီယိုလေးကိုကျွန်တော်တို့ဒီ Scanio လေးနဲ့စမယ်ပေါ့နော် Scanio ကတော့ Crystal Palace နဲ့Flancano ပေါ့နော်ကျွန်တော်တင်တာဟိုဟာတင်နေ Conference League Final ကိုထည့်ပေးထားတယ်နော်ဆိုတော့မာတီတာဆိုအကောင်တွေကတော့လူတွေကတော့တိတ်ပြီးတော့ချိန်လို့ပေါ့နော်သူ့ထည့်ပေးထားတယ်ကောင်းတယ်ဆိုတော့ formation တွေပါလေပြောင်းစရာပြောင်းလို့မရဘူးဆိုတော့ဒီတိုင်းလေးပဲစုံမယ်ပေါ့နော်စပြီပေါ့နော်ပွဲရတော့ Okay ဒီနေ့ Scanio လေးကတော့နည်းနည်းလွယ်လို့ပြောရမယ်မှာအဲ့မှာမာတီတာဆွဲပေးတာကို the last defense ကအနေနဲ့သူ sliding tackle လုပ်လိုက်တဲ့အတွက် rubber cut ပေါ့နော် rubber cut တော့ပေးလိုက်ရပြီဆိုတော့ CC ပဲ rubber cut ပေးလိုက်ရဆိုတော့တယောက်ရော့သွားတဲ့အနေထားဆိုတော့လွယ်သွားပြီပေါ့နော်ဟုတ် sub piece လေးရရင်တွင်းလို့ရမလားတစ်ချက်ကြည့်ရမယ်တန်းတော့မကန်တော့ဘူးเนาะနည်းနည်းလေးပဲထောင်ပေးလိုက်မယ်ထောင်ပေးလိုက်ပြီးကိုးတယ်ခေါင်းတိုက်သွားတယ် yes လာเนาะနည်းနည်းလေးကြော်လိုက်မယ်เนาะပြန်တော့မပြတော့ဘူးလေးကိုဆိုတော့ကျွန်တော်ပွဲချိန်နေမှာတော့ဒီပလာတာရိုက်နေရတယ်ပဲပြီးသွားပြီပေါ့နော်တော့တကူသိမ်းမြင်တည့်ရတဲ့အတိုင်းပဲတိတ်လွယ်လို့ပေါ့နော် Scanio တွေကလည်းကို player တွေမဟုတ်ဘူးသူတို့ပေးထား player နဲ့ပဲဆော့ရဆိုတော့တချို့ player ရဲ့ status တွေကတော်တော်ဆိုးတယ်ဘာလို့မှ live လို့မရတာ tackle လုပ်လို့မရတာရှိတယ်ပေါ့နော် passing တော့မှတစ်ခါလေးကောင်းမှန်မှန်နဲ့ rating နေနဲ့လာဆိုတော့အိုးတစ်ဖက်ကတော့ပြန်ပြီး crisis တွေဆင်နေတာ သူပေးတယ် handball Wagdon နဲ့ assist ရမယ်ထင်တယ်နော်ဒါပေမဲ့အဲ့လောက်ထိမကြည့်နိုင်ဘူးလေဟုတ်တယ်မလားနိုင်ဖို့ပဲအဓိကစာနီရိုတစ်ခုကလည်းနိုင်မှလည်းရမှာနော်ဟိုကောင်းနေပဲစွတ်တိုက်နေတယ်တစ်ဖက်ကတော်သေးရဲ့ defending နေကောင်းနေလို့ပုံမှန်အဖြစ်တော့ကျွန်တော်ကဒီ short pass တွေနဲ့ပဲ sort တဲ့ player ပါနော် short pass တွေဒီ fast touch တို့ဒီ fast pass တွေဒါတွေနဲ့ပဲ sort တာဆိုတော့တင်ပေးလိုက်ပြီစားကောင်းတိုက်လို့ကောင်းနေထားပါဗျာအထမ်းကမာရာကလုံးပေးဖို့အနေငယ်နှောင်းနေနေနော်ကမာရာရမီချိုးပေးပေမဲ့တစ်ဖက်ကပဲပြန်ရအောင်မနော်12မိနစ်တော့ရှိလာပြီတော့ဘာမှတော့ပြင်းပြင်းတော့မရှိသေးဘူးထပ်ပြီးတော့ okay free kick တော့ထပ်ရမယ်တော်တော်ဝေးတဲ့အနေထားရင်တော့ဘာမှတော့မဖြစ်နိုင်ဘူးလူပဲပေးလိုက်မယ်ဆောက်တယ်မေးလိုက်ပြီမာတီတာအိုးအဲ့ဒီလုံးရတော့ဗျာအိုးကျွန်တော်ညံ့တာကျွန်တော်အိမ်မင်းလွယ်သွားတာဒီ channel လေးရရင် Dream League နဲ့ပတ်သက်တဲ့ဟာတွေရော Dream League ပွဲတွေရောတင်ပေးမှာပေါ့နော်ကျွန်တော် Dream League ရခုလက်ရှိမှာ career တော့ဒီ legendary division ပေါ့နော်ထိပ်ဆုံး division 1မှာဒီပွဲစဉ်တော်တော်ရောက်နေပြီပေါ့နော်အဲ့တော့2 လား 3 လားမသိရောက်နေပါပြီစားတော့မရှိတော့ဘူးဒါအဲ့လိုပွဲစဉ်တွေဆော့တာနဲ့တင်ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီ ladder ပေါ့နော်ဒီ legend player တွေရနိုင်တဲ့ဒီ ladder တွေဆော့တာတွေတင်ပေးမယ်online ပွဲတွေကတော့ဆော့ဖို့ခက်ခဲရှိရဗျာ line နဲ့လက်နေရောလေ line သိပ်မကောင်းဒီနိုင်ရမှာအသိရတိုင်းပဲအဲ့တော့ okay Dennis Canio တွေကတော့ first try ပေါ့နော် free try နဲ့တွေပဲပြီးသားပါပြီအားလုံးကျေးဇူးတင်ပါတယ်